Good morning အားလုံးပဲမင်္ဂလာပါမင်္ဂလာနံနက်ခင်ပါဘောနော်ကျွန်တော်အခုပဲအိယာနိုတော့တက်တော့ကြည်လိုက်တော့အဲ့လို message တွေရော comment တွေရောအများကြီးပေါ့နော်နိုးချင်းဘာမှတော့မနှက်စာတော့မစားသေးဘူးကျွန်တော်သိတာတခုပြောပြအောင်အဲ့ဒါပြဿနာအဲ့ဒါဘာလဲဆိုတော့လွန်ခဲ့တဲ့6နှစ်9နှစ်10နှစ်ပေါ့ဗျာ6နှစ်9နှစ်လောက်ရှိပြီအဲ့လိန်နီးအဲ့ဒါဘာလဲဆိုတော့မြန်မာပြည်မှာတချို့ Facebook တွေမှာဆို post တွေတောင်တင်ကြလေအဲ့ဒါဘာလဲဆိုတော့နိုင်ငံသားတယောက်ကမှ pilot လို့တင်မောသားတို့သိရမလားအဖြူကောင်တွေကနေပြီးတော့အကောင့်တွေလာအပ်ပြီးတော့လုပ်ပြီးတော့သိရမလားလက်ဆောင်တွေပို့ပေးမယ်ဘယ်ဟိုပတ်စံလွှဲဘယ်ဟိုပတ်စံယူဆိုပြီးတော့လင်ခံလိုက်ရသူတွေအများကြီးတကြောလေသိရမလားလွန်ခဲ့တဲ့6နှစ်လောက်ကအဲ့လိုမျိုးလိန်နီးရဗျာအဲ့ခက်ကကျွန်တော်မြန်မာနိုင်ငံမှာဆိုတာအင်တာနက်စပြီးတော့အရန်တွင်ကျဲတဲ့ခေတ်ပေါ့နော်အဲ့ချိန်မှာစပြီးလိန်တာဆိုတော့Facebook တွေမှာလည်း post တွေတင်ကြတယ်ပြီးတော့sharing လုပ်ကြတာအများလေဒီလိုမျိုးလိန်နေဆိုတော့ပြီးတော့အဲ့ကိစ္စကဗျာတော်တော်များများသိပြီးနေပြီအဲ့လို online ကနေအဲ့လိုလိန်နေဆိုတာလေဟာသားတစ်ခုလိုတောင်ဖြစ်နေပြီသိရမလားအရန်ယိုးနေပြီဒီလိန်နေရလေအရန်ယိုးနေပြီဒါပေမဲ့အခုဘယ်လိုပြောမလဲဒီလောက်ယိုးရှင်းနေတဲ့လိန်နီးကိုအခုချိန်ကြီးမသိသေးတဲ့သူတွေရှိသေးတယ်နော်တကယ်အံ့ဩတယ်သလားတကယ်ကိုအံ့ဩစရာအဲ့ဟာအရန်ခက်စားခဲ့ပြီလွန်ခဲ့တဲ့6နှစ်လောက်က online ကနေပြီးတော့နိုင်ငံသားပုံနေနဲ့လာအပ်ပြီးတော့သိမလားအဲ့တော့ internet ခေတ်စားကသာtranslator တွေသုံးပြီးတော့ပစ္စည်းပို့ပေးမဲ့ငွေလွှဲပါးတွေညာတွေပေါ့ဗျာအဲ့ခေတ်ကအရန်ကို hot ဖြစ်သွားသေးတယ် trend ဖြစ်သွားတာပေါ့အဲ့ဒီဟာလူတိုင်းတော့သိတယ်ဗျာအဲ့လိန်နီးကဘယ်လိုရှိရဲလို့ပါလို့ဆိုအကုန်လုံးသိတယ်ဒါပေမဲ့အခုဆိုရင်ဒါပြောရရင်ဒီလိန်နီးကဒါရိုးဝါးကြီးလို့တော့ပြောလို့ရတယ်လေဒါတကယ်ရိုးဝါးကြီးလို့ပြောလို့ရတယ်လိန်နီးမျိုးပေါ့အဲ့ဒါကိုအခုချိန်ကြီးကိုမသိသေးတဲ့လူငယ်တွေရှိသေးတယ်နော်တကယ်အံ့ဩတာသလားမဟုတ်သူတို့ internet သုံးတာဘာအတွက်သုံးနေကြလဲတော့မသိဘူးဘယ်လို knowledge တွေဘယ်လိုတွေလေ့လာပြီးတော့ဘယ်လိုသုံးလဲတော့မသိဘူးအဲ့ဒါအခုအဲ့ဒီလိန်နီးကကြာနေတာတော့မှပဲအခုချိန်ကြီးမသိရလူငယ်တွေအများကြီးအခုကဘာဖြစ်လဲဆိုတော့ဘာခစ်စားလဲဆိုတော့ဂျာမနီကနေပြီးတော့ဒေါ်လာတွေပို့ပေးတယ်ပေါ့ဗျာတချို့ဆိုရင်ကျွန်တော်မှတ်ရအိုမန်မှာအလုပ်လုပ်နေတဲ့ညီမလေးတွေရှိတယ်ထိုင်းမှာနေတဲ့သူတွေရှိတယ်မလေးရှားတို့မြန်မာပြည်သူတို့တွေကကိုယ်လာပြီး follow လုပ်တာဆိုတော့အကောင်းမဟုတ်ဘူးအကောကဒီလို knowledge တွေဒီဂျာမနီနဲ့ပတ်သက်တဲ့အလုပ်ကိစ္စအကြောင်းကိစ္စနေထိုင်ခွင့်နဲ့ပတ်သက်တဲ့ဟာတွေပြောပြနေအဲ့ဒါတွေသိချင်လို့မဟုတ်ဘူးတချို့ကအဲ့ဒီဂျာမနီမှာဆိုတာကိုသိလို့ဆိုပြီးအကူကြီးလှမ်းတောင်းပြီးတော့မေးတာသိချင်တာပါတကယ်တော့များကျွန်တော်လေသူတို့အဲ့လိုလာပြီးတော့မေးတယ်ဆိုတဲ့ဟာကိုကျွန်တော်ကတော်တော်ကြီးစိတ်ထဲမှာအဆင်ပြေမနေဘူးဒီလိန်နီးကအရန်ရိုးတယ်ဒါကျွန်တော်တို့လူကြီးပိုင်းနေတော့သိရဗျာလူငယ်တွေဆိုရင်ဒါမျိုးတွေကသိနေရမှာသိရမလားဒီလိန်နီးကအရန်ရိုးတယ်အဲ့တော့အခုချိန်ကြီးမသိသေးဘူးဗျာလာမေးတယ်အကိုတဲ့ဂျာမနီကနေပြီးတော့အတီးတယောက်ကသူတို့ကတော့အဲ့လိုမျိုးသူကြောင့်မဟုတ်ဘူးသူပေါ့တငယ်ချင်းကအဲ့လိုဖြစ်လို့ကျွန်တော်တို့ကျမတို့ကလာမေးပေးရတာပေါ့ကျွန်တော်ကရှင်းလေးရှက်စရာလည်းမလိုဒါပေမဲ့သိတယ်နဲ့ဗျာဒီလောက်ကြီးတော့လေဒီခေတ်ကြီးထဲမှာdigital ခေတ်ကြီးမှာဒီလောက်ကြီးတော့ဖြစ်နေတာတော့တိတ်တော့အဆင်ပြေမနေဘူးအဲ့ဒါဂျာမနီကနေပြီးတော့ပတ်စံတွေပို့လိုက်တယ်လက်ဆောင်တွေပို့လိုက်တယ်ဘယ်ကိုသွားထုတ်ဖုန်းတွေဆက်လာတယ်ပေါ့နော်ပတ်စံဘယ်လောက်လွှဲရမယ်ပါလိန်နီးကလည်း similar ဖြစ်တယ်တူတယ်တပုံစံနဲ့ပဲဒီ digital ကိုခြေခံပြီးတော့ပဲလိန်ရတယ်ဆိုတော့စဉ်းစားလို့မရအောင်တကယ်ရှိသေးတယ်ဒီခေတ်ထဲမှာရှိတာဟိုတော့လူငယ်တွေဖြစ်ပြီးတော့ဒီကိစ္စကိုအခုချိန်ကြီးမသိသေးတာကိုကျွန်တော်တော်တော်အံ့ဩတာဆိုတော့အခုတခါတည်းပြောလိုက်မယ်အခုဂျာမနီကနေဆိုပြီးတော့ကျွန်တော်ကိုလာမေးတာနဲ့10ယောက်9ယောက်လောက်ရှိနေပြီကျွန်တော်အရင်တော့ကကျွန်တော်ဒီဂျာမနီနဲ့ပတ်သက်တဲ့အကြောင်းအရာတွေမတင်ခင်တည်းကကျွန်တော်ကိုလာမေးနေတာအခုဆိုရင်10ယောက်အယောက်20ဝန်းကျင်လောက်တွေရှိနေပြီအဲ့လိုဂျာမနီကတချို့ကြတော့လဲဒေါ်လာပုတ်ကြီးနေဆိုလားမသိဘူးပို့ပေးပြီးအဲ့ဒေါ်လာတွေပတ်စံဘယ်လိုလွှဲရမလဲပေါ့နော်ဒီမှာကျွန်တော်ဂျာမနီကယူရိုသုံးတာလေဂျာမနီရဲ့ပတ်စံယူရိုပဲယူရိုပတ်စံရမယ်ဒေါ်လာမှမသုံးတာကျွန်တော်ရှိမှာကျွန်တော်ပတ်စံဒေါ်လာတက်တောင်မြင့်သေးတယ်လေကျွန်တော်ကဒေါ်လာမှမသုံးတာဒီမှာကျွန်တော်နိုင်ငံပတ်စံယူရိုသုံးတကဘာလုံးသုံးနေဟောဆိုတော့အဲ့ဒါကိုပတ်စံနေပို့လို့မရလို့အဖုံးဆက်ပေးပါလားတို့ဘာတို့အဲ့လိုမျိုးပြောတကယ်တော့အဲ့ဒါအခုတခါတည်းပြောလိုက်တာပေါ့နော်အဲ့ဒါလိန်နာတဲ့မှာအဲ့ဒါလိန်နာ
တကယ်ကိုရိုးရှင်းနဲ့နှစ်ပေါင်းများစွာလိန်လာတဲ့လိန်နီးဆိုတော့အဲ့ဒါကိုပြောချင်တာအဲ့တော့တတိထားပါလို့လည်းပြောချင်တယ်ဒါပေမဲ့ဒီလောက်ကြီးလည်းမတုံးကြပါနဲ့လို့လည်းပြောချင်တယ်သိမလားဂျာမနီကပတ်စံနေပို့လိုက်မှာလွှဲလို့မရလို့တို့လက်ဆောင်တွေပို့လိုက်တာထုတ်လို့မရလို့ဆိုတော့ဒီလိန်နီးတွေကရိုးပါတယ်ဗျာတလားအခုအရန် Trump ဖြစ်နေနော်ဂျာမနီကအကောင့်နေနဲ့လာအပ်ပြီးတော့အဲ့လိုပတ်စံနေလွှဲပြီးတယ်တို့လက်ဆောင်တွေပို့ပြီးတယ်ဆိုတော့မြန်မာလည်းမဟုတ်ဘူးဂျာမန်လို့ပြောဂျာမန်ပြောပြီးအင်္ဂလိပ်လိုတွေရေးဘာတွေမှလည်းမသိဘူးသူတို့ကလည်းသူတို့ရှုပ်သိရမလားအဲ့ဒါလေးသတိထားဖို့အဲ့ဒါကိုအိယာနိုးချင်းရည်လဲရည်ကျင်တယ်အဲ့ဒါကြောင့်အဲ့ဒါလာပြောပြပေးတာအဲ့လို